အလုပ်ဖြစ်မဖြစ်ပေါ့နော်ကျွန်တော် 3D print ထုတ်ပြီးတော့ကျွန်တော် SolidWorks မှာဟိုကျွန်တော် master plan တပည့်ဒီနေ့မှာတော့ injection molding ပတ် design ဆွဲတဲ့အခါမှာပေါ့နော်အရေးကြီးတဲ့ topic တစ်ခုဖြစ်တဲ့ဟို fastener ကိုရွေးတဲ့ဟာပေါ့နော်ဥပမာပတ် design မှာအရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်ပေါ့နော်ဥပမာကျွန်တော်တို့ screw ကိုနှမျိုးခွဲလို့ရတယ်ဥပမာပထမအဖြစ် thread forming screw ရယ်ပြီးတော့ thread cutting screw ဆိုပြီးရှိတယ်ကျွန်တော်ဘာကြီးကွာဝါမလဲဆိုတော့ဗာလဲ material တွေသုံးတဲ့အပေါ် plastic ပေါ်မူတည်ပြီးတော့ကွာသွားတယ်ဥပမာ thread forming ဆိုရင်ကျွန်တော်တို့ ABS တို့နည်းနည်းပြောပြီးတော့ Bristol မဖြစ်တဲ့ဟာတွေပေါ့နော်အကောင်ကြီးကြတော့ thread forming သုံးလို့ရတယ်ဥပမာပြီးတော့ Bristol fit ပြီးမာတဲ့ polycarbonate တို့ PLA တို့ဆိုရင်ကျွန်တော်တို့ thread cutting ကိုသုံးလို့ရတယ်အဲ့လိုပဲမှတ်ထားလို့ရပါများသောအားဖြင့်အဲ့ဒါရွေးုံနေမပြီးသေးဘူးကျွန်တော်တို့ screw ကိုစုံမဲ့နေရာဝယ် mounting boss တို့ခေါ်တဲ့အဲ့နေရာကို design ဆွဲတဲ့အခါမှာကျွန်တော်တို့ general rule လေးရှိမှာနော်ထုံးစံအတိုင်းပေါ့နော် pilot hole ရှိမယ်ကျွန်တော်တို့ outer diameter ရှိမယ်အဲ့ဒါကျွန်တော်ဒီဗီဒီယိုမတင်ခင်အရှိမကျွန်တော် AI နဲ့ generate လုပ်ထားတယ်ပေါ့နော်ကျွန်တော် check လုပ်ထားတဲ့ဟာကိုကျွန်တော်တင်ပေးထားတယ်ဟိုဒီ video description အောက်မှာလည်းထည့်ပေးထားမယ်အဲ့ဒါนี่ကြည့်လိုက်လို့ရှိရင်ဟိုဘယ်လို material ရွေးရမလဲပြီးတော့ pilot hole ကိုဘယ်လောက်ထားရမလဲဥပမာ M3 ဆိုရင် pilot hole ဘယ်လောက်ထားရမလဲ engagement length တွေပေါ့နော် engagement depth တွေအဲ့လိုမျိုးဘယ်လိုထားရမလဲဘယ်လောက်ထားရမလဲပေါ့နော်ဥပမာအကေရဲ့ M3 သုံးလို့ရှိရင် pilot hole ကဘယ်လောက်လဲပြီးတော့ဘယ်လောက်ဝင်มาလဲအဲ့လိုမျိုးဟာတွေပေါ့နော်ဘယ်လောက် clearance ထားရမလဲအဲ့လိုမျိုးဟာတွေအဲ့ဒါအရင်ကြီးပါတယ်ဟိုထုတ်ပြီးတော့မရတော့ဘူးဆိုမရဘူးလေတဲ့မနော်အဲ့ဒါဟိုဆက်စချင်းကို application နဲ့ guide တဲ့ဟာမှာကိုရွေးပြီးတော့ကျွန်တော် screw ရွေးရတာတော်တော် crucial ဖြစ်တဲ့အပိုင်းပေါ့နော်အဲ့ဒါကျွန်တော်ရှင်းပြပါမယ်ပြောစာအုပ်နှုတ်မှတ်ထားပါတော့ကျွန်တော်ဒီနေ့လေးလာခဲ့တဲ့ဟာကိုနှုတ်မှတ်ကျွန်တော် 7 screw ရွေးတဲ့အခါမှာကျွန်တော် pilot ဟိုအရင်ကြီးပေါ့နော်ကျွန်တော်တို့screw ရွေးလိုက်ရထားပါတော့ကျွန်တော်ပြောတဲ့အသားဆိုရင် 0. pilot ဟိုရွေးတဲ့ဟာပေါ့နော် 0.75 နဲ့မြောက်လိုက်ဟိုအဲ့အကြားအတွင်းမြောက်လိုက်ပေါ့နော်မာတဲ့ material သုံးမယ်ဆိုရင်ဥပမာဒီမှာ polycarbonate တို့ဘာလို့သုံးမယ်ဆိုရင် 0.85 တို့ပါ0.85 to 0.95 အဲ့အတွင်းပေါ့နော်အဲ့အတွင်းသုံးလို့ရတယ် pilot ဟိုပြောချင်တာပေါ့နော်ဟိုပို့ပြီးတော့ဆွဲတယ်ဆိုရင် loose ဖြစ်တာရှိတယ်ဟိုကြက်ပြီးဆွဲတယ်ဆိုရင်ဘာဖြစ်လဲဆိုတော့ကျွန်တော် mountain board ကကျိုးသွားမှာပေါ့နော်ဥပမာကျွန်တော် M3 screw သုံးမယ် ABS မှာသုံးမယ်ဆိုရင် pilot ဟိုက 2.3 ပေါ့နော် 2.3 to 2.5 mm အဲ့လိုမျိုးသိနိုင်တယ်ပေါ့နော်ကျွန်တော် charge ကိုလည်း description မှာထည့်ပေးထားတယ်နော်ပြီးတော့ depth thread engagement ဒီကောင်ကမြုပ်နေမှာပေါ့နော် thread engagement ကမြုပ်နေမှာမြုပ်နေတဲ့ဟာကကျွန်တော် outer diameter နဲ့ 2.5 နဲ့မြောက်လိုက်ရင်အဲ့ thread engagement ရတယ်ပြီးတော့ကျွန်တော် top cover မှာ clearance နည်းနည်းထားတာပိုကောင်းတယ်ကျွန်တော်တို့ enclosure မှာအပေါ်ကပေါ့နော်ဥပမာကျွန်တော်ပြရမယ်ဆိုခဏနေဒီဟာမှာဆိုရင်ကျွန်တော်တို့ဒီမှာအပေါ်ဒီဟာဆိုရင်အောက်ကနေပြီးတော့စုပ်တာဆိုတော့ဒီအပေါ်တော့မဟုတ်ဘူးဒီကကာဗာဖြစ်သွားတာပေါ့နော်အဲကာဗာဆိုရင်ဒီအပေါ်က clearance ပို့ပြီးတော့များတင်တယ်ဘာဖြစ်လို့ဒီကောင်ကစကူဝင်မဲ့ဟာပေါ့နော်အဲကြောင့်ဟိုခင်ဗျားတို့ case ကအပေါ်ကနေစကူစုပ်တယ်ဆိုရင်တော့ဒီအပေါ်ကထားရမှာပေါ့နော် clearance ပို့ပြီးချောင်းရမှာပေါ့အဲ့ဒါကျွန်တော် rules တွေအလုပ်ဖြစ်မဖြစ်ပေါ့နော်ကျွန်တော် 3D print ထုတ်ပြီးတော့ကျွန်တော် SolidWorks မှာဟိုက whole wizard နဲ့ဖောက်ပြီးတော့ဆွဲကြည့်ပြီးတော့ကျွန်တော်ဟို screw ဆုပ်ထားတာပေါ့နော်အဲ့ဒါအလုပ်ဖြစ်တယ်ဆိုတဲ့ဟာပေါ့နော်ကျွန်တော် rule အဲ့ sound ထဲပါတဲ့ rule တိုင်းအသုံးချကြည့်တာပေါ့နော်